Hello မင်္ဂလာပါကျမကတော့အင်ချွန်နိုင်ငံညာထောက်ကူညီစင်တာကစကယ်ပြန်ပြည်သွေးအောင်ဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးမှာကုန်းထုတ်ကနေဆောက်လုပ်ရေးကိုပြောင်းလို့ရလားပြီးရင်ကုန်းထုတ်ကနေပြီးတော့ဝန်ဆောင်မှုလုပ်ငန်းကိုပြောင်းလို့ရလားလို့မေးထားတယ်ညီကိုမောင်နှမတွေအတွက်ဒီဗီဒီယိုလေးကိုတင်ပြလိုက်ပါတယ်အသေးလေးတွေကိုနှိပ်ပေးသွားရမယ်နော်အဲ့တော့ကုန်းထုတ်ကနေဆောက်လုပ်ရေးကိုပြောင်းလို့ရတယ်တရားဆိုပြောင်းလို့ရပါတယ်ကုန်းထုတ်ကနေဆောက်လုပ်ရေးပြောင်းရင်ဘယ်လိုပြောင်းရမလဲဆိုရင်မိမိဒီအလုပ်ထွက်လိုက်တယ်အလုပ်ထွက်လိုက်လို့ရှိရင်ကိုယုံစင်တာမှာအလုပ်ဖောင်တင်ရတယ်ပေါ့နော်အဲ့အလုပ်ဖောင်တင်တဲ့အချိန်မှာဖောင်ပြေးတဲ့အချိန်မှာကုန်ထုတ်ကနေဆောက်လုပ်ရေးကိုပြောင်းခြင်းနေဆိုရင်လုပ်ငန်းအမျိုးအစားနေရာမှာ consort or ပေါ့နော်ဆောက်လုပ်ရေးလုပ်ငန်းလို့ဖောင်ပြေးလို့ရှင်ရပါတယ်အဲ့တော့မိမိဒီဆောက်လုပ်ရေးလုပ်ငန်းကိုရှာလို့ရတယ်ပေါ့နော်အကယ်၍ကိုကအဲ့လိုမျိုးဖောင်ပြေးလိုက်တဲ့မှာကုန်ထုတ်ကနေဆောက်လုပ်ရေးကိုဖြည့်လိုက်ပြီးသွားပြီဖြည့်ပြီးသွားပြီးတော့မှအလုပ်လိုက်ရှာတယ်ဆောက်လုပ်ရေးအလုပ်မရခြင်းမရလို့ပေါ့နော်ငါကုန်ထုတ်ကိုပြန်ပြောင်းခြင်းနေဆိုရင်အလုပ်ရှာကာလ3လမှာပြန်ပြောင်းလို့မရပါဘူးရှင်အဲ့တော့မိမိဒီဆောက်လုပ်ရေးအလုပ်ကိုရသွားပြီဆောက်လုပ်ရေးအလုပ်ဝင်လုပ်နေပြီအကြောင်းမျိုးကြောင့်ဆောက်လုပ်ရေးကနေလုပ်ပြန်ထွက်လိုက်တယ်ပြန်ထွက်လိုက်ပြီးတော့ဆောက်လုပ်ရေးအလုပ်တွေရှာလိုက်တာငါကုန်းထုတ်ကိုပြန်ပြောင်းခြင်းနဲ့ဆိုရင်ကုန်းထုတ်ကိုပြန်ပြောင်းလို့ရပါတယ်ထိုနည်းတူပဲကုန်းထုတ်ကိုပြန်ပြောင်းရတာလည်းလုပ်ဖောင်တင်တဲ့နေရာမှာလုပ်ငန်းအမျိုးအစားနေရာမှာဂျေဂျူအော်လို့ပြောင်းပြီးတော့ရေးလိုက်ခြင်းရပါတယ်เนาะအဲ့တော့ကုန်းထုတ်ကနေဆောက်လုပ်ရေးပြောင်းတာကိုမိတဲ့သူတွေအတွက်နောက်တစ်ခုကကြတော့ကုန်းထုတ်ကနေ service လုပ်ငန်းကိုပြောင်းလို့ရလားဆိုပြောင်းလို့ရပါတယ်ကုန်းထုတ်ကနေ service လုပ်ငန်းကိုပြောင်းလို့ရမယ်ဆိုလို့ရှိရင်အရင်ဆုံး service လုပ်ငန်းမှာမြန်မာခေါ်နေတဲ့လုပ်ငန်းရှင်ရှိမရှိကိုကိုယုံစင်တာတွေမှာအရင်စုံစမ်းပြီးွားမှပြောင်းပါလို့ပြောချင်ပါတယ်เนาะအခုလက်ရှိမှာတော့ service လုပ်ငန်းကိုခေါ်နေတဲ့မြန်မာလုပ်ငန်းရှင်တယောက်မှမရှိပါဘူးเนาะအဲ့တော့မိမိဒီကုန်းထုတ်ကနေဆောက်လုပ်ရေးလုပ်ငန်းကိုပြောင်းကျင်နေဆိုရင်ပြောင်းလို့ရတယ်ဒါပေမဲ့ service of လုပ်ငန်းခေါ်နေတဲ့အလုပ်ရှင်ရှိမှပြောင်းလို့ရပါတယ်အဲ့ဒီလုပ်ငန်းရှင်ကလည်းတချို့မောင်နှမတွေဆိုပေါ့နော်အမကြီးကျွန်တော်ကိုပဲစားတောက်ဆိုင်ရစာချုပ်ချုပ်ပေးမယ်လို့ပြောတယ်အဲ့ဆိုကျွန်တော် service ကိုပြောင်းကျင်နေဆိုရင်IT စားတောက်ဆိုင်ဒီလိုင်းငယ်လုပ်ငန်းလိုင်စင်ပေါ့နော်လုပ်ငန်းလိုင်စင်ဒီ9နှစ်အထက်ရှိရမယ်အဲ့ဒီ9နှစ်အထက်ရှိရတဲ့လိုင်စင်ဖြစ်ကမယ်နောက်တစ်ခုကကြတော့အဲ့ဒီဆိုင်မှာလဲပေါ့နော်ကိုရီးယားလူမျိုးကိုတရဝင်စားတဲ့ပုံပြီးလုပ်ပြီးတော့အမခံပြီးတော့တရဝင်စာချုပ်ချုပ်ပြီးတော့အလုပ်လုပ်ထားတဲ့ကိုရီးယားလူမျိုးတယောက်ရှိမှသာလည်းရင်အဲ့ဒီ E9 ပေါ့နော်နိုင်ငံသားအလုပ်သမားကိုအသုံးပြုခွင့်ရှိပါတယ်အဲ့တော့ကုန်ထုတ်ကနေ service အုပ်ကိုပြောင်းကျင်နေဆိုလို့ရှိရင်အရင်ဆုံး service လုပ်ငန်းမှာမြန်မာခေါ်နေတဲ့လုပ်ငန်းရှင်ရှိလားမရှိလားကိုစုံစမ်းပြီးွားမှပြောင်းခြင်းသည်အလုပ်ရနိုင်ပါတယ်မရှိဘဲနဲ့ပြောင်းနေဆိုလို့ရှိရင်တော့အလုပ်ရဖို့အတွက်အဆင်မပြေဘူးပေါ့နော်အဲ့တော့ကုန်ထုတ်ကနေဆောက်လို့ရေးကိုပြောင်းလို့ရတယ်ကုန်ထုတ်ကနေ service off ကိုပြောင်းလို့ရတယ်တခုကြည့်တာတည်တာတခုထပ်ပြီးတော့တည်ထားမှာကအဲ့လိုမျိုးလုပ်ငန်းအမျိုးအစားပြောင်းထားတဲ့လူတွေဒီ re-entry နဲ့ကိုရီးယားကိုပြန်လာလို့မရပါဘူးเนาะဘဝကဒီ4နှစ်10လနဲ့နေပြီးဆုံးသွားမှာဖြစ်ပါတယ်ဥပမာဆိုပါတို့တချို့ကကုန်ထုတ်ကနေဆောက်လို့ရေးကိုပြောင်းထားတယ်ဆောက်လို့ရေးမှာတစ်နှစ်လောက်လုပ်တယ်ကုန်ထုတ်ကိုပြန်လာပြီးတော့လုပ်ထားတယ်ဆိုတာဟိုနောက်ကြအဲ့နောက်ဆုံးစက်ရုံမှာတတိယလည်းစာချုပ်တတိယကျတော့ကုန်ထုတ်ကနေဆောက်လို့ရေးသွားထားတာဆောက်လို့ကနေကုန်ရေးသွားထားတာမသိဘူးလေမသိရတဲ့အတွက်တတိကနေပြီးတော့စာချုပ်ချုပ်ပေးပါမယ်လို့ပြောလဲပဲ re-entry နဲ့ပြန်လာလို့မရပါဘူးเนาะအဲ့တော့ပြောင်းတာကပြောင်းလို့ရတယ်ငါဒီလုပ်ငန်းကိုပြောင်းလိုက်တဲ့အတွက်နောက်ထပ်ကိုရီးယားကို4နှစ်10လပြန်လာမဲ့အခွင့်အရေးဆုံးရှုံးနေဆိုတာလေးကိုလည်းသိထားစီချင်ပါတယ်ကျမရဲ့ဒီဗီဒီယိုလေးကအကိုရီမောင်လေးအတွက်မှတ်သားစရာဖြစ်တယ်ဆိုလို့ရှိရင် share လေးတွေလုပ်ပေးပါအသေးလေးတွေလည်းပြထားခဲ့ပါပြီเนาะဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တတာပါအဆင်ပြေကြပါစေ